I am, I is, I are ဘယ်တစ်ခုမှမှန်တာလဲဒီဗီဒီယိုမှာဆိုရင် am is are ဆိုတဲ့စကားလုံးလေးသုံးလုံးရဲ့အသုံးပြုပုံတွေကိုတေချာရှင်းပြပေးမှာဖြစ်ပါတယ်ဆိုတော့အင်္ဂလိပ်စာကြောင်းတိဆောက်တဲ့နေရာမှာ subject, verb, object အစရှိသဖြင့်တိဆောက်ကြရဲပေါ့နော်အဲ့တော့ဒီမှာအဓိကပါရမှာက subject နဲ့ verb ပါရမှာပါ am is are ဆိုတဲ့စကားလုံးလေးတွေက verb နေရာမှာရှိပြီးတော့ subject နေရာမှာဆိုလို့ရှိရင် I, we, you, they, he, she, it ဆိုတဲ့စကားလုံးလေးတွေရှိပါတယ်ဆိုတော့ am ကဘယ်ဟာနဲ့တွေ့ရလဲ is ကဘယ်စကားလုံးနဲ့တွေ့ရလဲ are ကဘယ်ဟာနဲ့တွေ့ရလဲဆိုတာကိုစက်ကြည့်အောင်ပါထူးခြားတာလေးတစ်ခုက am ဆိုတဲ့စကားလုံးလေးက I ဆိုတဲ့စကားလုံးလေးအတွက်ပဲအမြဲတမ်းရှိနေတာပါသူနဲ့ပဲအမြဲတမ်းတွေ့တာပါဒါကြောင့် I am နောက်တစ်ခု is ဆိုတဲ့စကားလုံးလေးက he, she, it ဆိုတဲ့စကားလုံးသုံးလုံးနဲ့တွေ့ပါတယ် he is, she is, it is are ဆိုတဲ့စကားလုံးလေးကတော့ we, they, you ဆိုတဲ့စကားလုံးသုံးလုံးနဲ့တွေ့ပါတယ် we are, they are, you are လေ့လာတဲ့အခါမှာရှင်းရှင်းလင်းလင်းဖြစ်စေဖို့အတွက် PDF ဖိုင်လေးမှာဆိုလို့ရှိရင်ဇယားကွက်လေးနဲ့တေချာလေးရှင်းပြထားတယ်ပေါ့နော် PDF ဖိုင်လေးကိုဒီအောက်ကလင်းမှာ download ဆက်လို့ရပါတယ်ဒါဆိုရင်ဥပမာစာကြောင်းလေးတွေနဲ့လေ့လာကြည့်အောင်ပါ I am a teacher I'm a teacher I am happy I am happy He is tall He is tall He is tired. He is tired. She is funny. She is funny. She is pretty. She is pretty. We are at home. We are at home. We are friends. We are friends. They are doctors. They are doctors. They are busy. They are busy. You are smart. You're smart. Am is are ရဲ့နောက်မှာ not ဆိုတဲ့စကားလုံးလေးထည့်လိုက်ရင်အငြင်းဝကြလေးရပါတယ်ဥပမာ I am not busy. I'm not busy. They are not here. They are not here. She is not my sister. She is not my sister. Is not နဲ့ are not ကိုဒီလိုမျိုးအတူကောက်စကားလုံးလေးတွေနဲ့လည်းပဲသုံးပါတယ် Isn't, aren't. Am is are ကိုမမှန်ကန်ကန်နဲ့သုံးတတ်ပြီဆိုလို့ရှိရင်တော့မိကိုတိဆောက်ဖို့အတွက်မခက်တော့ပါဘူးเนาะဆိုတော့ဒီစာကြောင်းလေးကိုကြည့်အောင်ပါ I am late ကျွန်တော်နောက်ကြတယ်အဲ့တော့ဒီစာကြောင်းလေးမှာ subject ကဘယ်ဟာဖြစ်မလဲ I verb က am ဟုတ်ပြီ subject နဲ့ verb တည်တယ်ဆိုရင်အဲ့ဒီနှစ်ခုကိုရှေ့နောက်ချိန်လိုက်တာနဲ့မိဂုံးပုံစံလေးရပါပြီဒါကတော့ am is are သုံးထားတဲ့စာကြောင်းလေးတွေမှာအလွယ်ကူဆုံးမိဂုံးပြောင်းလဲနည်းဖြစ်ပါတယ်ဒီမှာဆိုရင် am I late ငါနောက်ကျသွားလားနောက်ထပ်ဥပမာလေးထပ်ပြောပြပါမယ် he is sad ဒီစာကြောင်းလေးကိုမိဂုံးပုံစံပြောင်းကြည့်အောင်ပါဒါဆိုရင် subject က he verb က is အဲ့နှစ်ခုကိုရှင်းအောင်လဲလိုက်မယ် is he sad ပြပါကြနေလဲ question mark is he sad ဟုတ်ပါပြီနောက်ထပ်စာကြောင်းလေးကိုတော့ကိုယ်တိုင်ပြောင်းလဲကြည့်ပါနော်ဒီမှာစာကြောင်းလေးပြထားပါမယ် they are studentsအဖြေလေးရပြီလို့မျှော်လင့်ပါတယ်ဆိုတော့ဒါလေးဘယ်လိုဖြစ်မှာလဲ are they students မှန်တယ်ဆိုလို့ရှိရင် congratulations ပါ
ဒီနေ့သင်ခန်းစာမှာဆိုရင် am is are ဆိုတဲ့စကားလုံးလေးသုံးလုံးကိုဘယ်လို subject တွေနဲ့တွဲသုံးပြီးတော့မှဘယ်လိုနေရာတွေမှာသုံးတာလဲဆိုတာကိုလေ့လာခဲ့ကြရတာဖြစ်ပါတယ်။ဆိုတော့ဒါလေးတွေကိုပြန်ပြီးတော့မှတ်သားခြင်းနဲ့ဆိုလို့ရှိရင် PDF file လေးထဲမှာအကုန်လုံးစုစည်းပြီးတော့ရေးပေးထားပါတယ်။နောက်ထပ် exercise လေးလည်းလုပ်ဖို့အတွက်အဲ့ဒီ PDF file လေးထဲမှာ exercise လေးလည်းထည့်ပေးထားပါတယ်။ဒီလိုမျိုးလေ့ကျင့်ခန်းလေးတွေလုပ်ခြင်းအပြင်ဆိုရင်ကိုသင်ယူလိုက်တဲ့အရာတွေကခေါင်းထဲမှာတင်ရှိနေတာမဟုတ်ဘဲနဲ့ပြန်ပြီးတော့အသုံးချနိုင်တဲ့အဆင့်ထိရောက်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ PDF file လေးကို download ဆွဲပြီးတော့မှအဖြည့်ကြည့်ပါရှင်။အဲ့တော့ဒီဗီဒီယိုလေးကနေပြီးတော့အကျိုးတစ်စုံတစ်ရာရခဲ့မယ်ဆိုလို့ရှိရင် comment မှာ comment ပေးခဲ့ပါရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။